Maybe I could just become the Fire Wolf. Boogle? There was never Boogle. There was only ever me. ကျွန်တော်တို့အနားမှာအမြဲရှိနေပေးခဲ့တဲ့ကျွန်တော်တို့အယုံကြည်အားဆုံးနဲ့အရင်နှီးဆုံးဖြစ်ခဲ့တဲ့တငယ်ချင်းဟာတကယ်တော့မိဝံပလွေတောင်ကြားပုံပြင်ခဲကအယုံမာဆုံးနဲ့အကျဉ်းချုပ်ဆုံးမိဝံပလွေဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကြာမှပဲအစဦးကလေးကအရာအလုံးဟာတေချာကျန်စီထားတဲ့လိန်လေလက်ဖျားမှုတစ်ခုဖြစ်မှန်းကျွန်တော်တို့နောက်ဆုံးမှနားလည်သွားခဲ့ကြတယ်။ဟိုတုန်းကတေလူဆဲဆဲဖြစ်နေတဲ့ဂျိုးဟာမော်အိတ်တွေကိုတုံးပြီးမိဝံပလွေကိုကူကူငါးတကောင်ထဲမှာပိတ်လောင်ခဲ့တာပါ။နှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ပြီးတဲ့နောက်မှာတော့မိဝံပလွေဟာနောက်ဆုံးမှအခွင့်အရေးကိုရှာတွေ့သွားခဲ့တယ်။သူဟာကျွန်တော်နဲ့ IB ဆိုတဲ့လောကကြီးကိုမသိနားမလဲပဲဦးချောင်းချောင်းနိုင်နဲ့အသက်နှစ်ချောင်းကိုရှာတွေ့ခဲ့ပြီးကျွန်တော်တို့ကလည်းအဲ့ဒီတငယ်ချင်းဆိုသူကိုဘာမှမတွေးပဲယုံကြည်ခဲ့ကြသလိုမိမိလက်နဲ့ကိုယ်တိုင်အဲ့ဒီပိတ်လောင်မှုကိုဖျက်ဆီးပြီးသူ့ကိုတကြော့ပြန်လွတ်မြောက်အောင်ကူညီပေးခဲ့မိကြတယ်။ကျွန်တော်နဲ့ IB ဟာမြင်တွေ့နေရတဲ့မြင်ကွင်းကိုမယုံကြည်နိုင်လောက်အောင်ဖြစ်ပြီးတကူလုံးအေးဆက်ကနေရာတင်ကျက်တည်တည်သွားခဲ့ကြတယ်။ကျွန်တော်အယုံကြည်အားဆုံးတငယ်ချင်းကတကယ်တော့ဒီနောက်ွယ်ကကျိုးကင်သူအစ်စ်မှန်ဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲမျောလင်းချက်အားလုံးလုံးဝပြတ်သုံးသွားပြီးစိတ်ထဲကယုံကြည်မှုတွေလည်းရုတ်တရက်ပြိုလဲသွားခဲ့ရတယ်။သူ့ရဲ့တစ္ဆာဖောက်မှုကိုကျွန်တော်နာကြည့်သလိုဒီမီးဝင်ပလွေကြောင့်တအုပ်တစ်ခုလုံးပျက်စီးကိန်းဆိုင်ရတော့မှကိုလည်းပို့ပြီးတော့နာကြည့်မိတယ်။မင်းပါလို့ဒီလိုလုပ်ရတာလေ။မင်းဒီကအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပြီးဒီနေရာလေးကတိတ်အေးချမ်းခဲ့တာ။ဒီကငင်းချမ်းရေးကိုမင်းဖျက်ဆီးပစ်လိုက်ပြီးမင်းကြောင့်အားလုံးတအားခံစားနေရပြီးငါရဲ့နာကျင်မှုကိုကောမင်းတို့သိလား။ငါကတအုပ်စုလုံးမှာအကောင်သေးဆုံးနဲ့အားနည်းဆုံးမို့လို့ငါအုပ်စုကငါ့ကိုတေးဖို့အတွက်ပြစ်ထားခဲ့ကြတာ။တခြားတတော်တွေကလည်းငါအနာမကတ်ချင်ကြဘူး။ဒါကြောင့်တနေ့ကျရင်ဒီတောင်ကြားတစ်ခုလုံးကိုမိရှုဖျက်ဆီးပစ်မယ်အသက်ရှင်ကျန်တဲ့ကောင်တွေလည်းငါခြေဘွားအောက်မှာဒူးတောက်စေရမယ်လို့ငါကတိပေးခဲ့တာ။အဲ့ဒီအချိန်မှာပဲ IB ဟာမော်အိတ်တွေစီကိုရုတ်တရက်ပြေးဝင်သွားခဲ့တယ်။သူမဟာမိဝံပလွေကိုတိုက်ခိုက်ဖို့အတွက်ပုံမတန်မာတဲ့တတော်တကောင်အဖြစ်အသွင်ပြောင်းလဲခြင်းခဲ့တာပါ။ဒါပေမဲ့မိဝံပလွေကသူမကိုချက်ချင်းတိုက်ခဲပြီးအကြမ်းပတမ်းလွှတ်ပစ်လိုက်တယ်။ပြီးတော့ကြန့်ရှိနေတဲ့မော်အိတ်အားလုံးကိုမိရှုဖျက်ဆီးပစ်လိုက်ပါတော့တယ်။အချိန်ကျပြီးတောင်ကြားကြီးဟာကြောက်ရွံ့မှုတွေအောက်ကိုတဖန်ပြန်ရောက်သွားခဲ့ပါပြီ။အခုဆိုအင်အားတွေပြေဝပြန်ရလာတဲ့မိဝံပလွေဟာတစ်ချိန်ကသူ့ပိုင်ဆိုင်ခဲ့တဲ့အရာအားလုံးကိုပြန်လည်သိမ်းပိုက်ဖို့ပြင်ဆင်နေတာထင်ရှားပါတယ်။ဒါပေမဲ့ကျွန်တော် IB ကိုပြစ်မထားခဲ့ပါဘူး။အားရင်ကြီးနေနေတဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုအတင်းယုံကန်ပြီးသူမကိုအသေးအတန်ဆွဲခေါ်ခဲ့တယ်။သူမဟာကျွန်တော်ထက်အစာပေါင်းများစွာပိုလေးနေပေမဲ့လည်းတလန်းချင်းစီယုံကန်ရင်ငှက်တောင်တန်းစီကိုတရက်နဲ့တညလုံးမနာမနေမရက်မနာပဲသွားခဲ့ပါတယ်။စိတ်သက်ခွန်အားတစ်ခုတည်းနဲ့ပဲနောက်ဆုံးမှာ IB ကိုငှက်တောင်တန်းစီပြန်ခေါ်လာနိုင်ခဲ့တယ်။ IB နောက်ရက်မနက်မှာကျွန်တော်တို့နိုးလာတဲ့အခါနှစ်ယောက်စလုံးဘေးကင်းကင်းနဲ့ဘာဒဏ်ရာမှမရပဲရှိနေခဲ့ကြတယ်။ကျွန်တော်တို့တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားမိရင်အမှန်တရားတစ်ခုကိုနောက်ဆုံးမှာနားလည်သွားခဲ့ကြပါတယ်။စစ်မှန်တဲ့တန်ရောစင်တို့တငယ်ချင်းအဖြစ်ဆိုတာမျိုးစိတ်မတူယုံနဲ့ပြောင်းလဲမသွားပါဘူး။အချိန်ကတဘာဝတရားရရန်သူတွေဖြစ်ခဲ့ကြရင်တော့မှတယောက်နဲ့တယောက်ရဲ့နှလုံးသားကိုနှွေးထွေးစေနိုင်ပါသေးတယ်။ဒါပေမဲ့ကောင်းကင်ကနေပြာစတွေရုတ်တရက်စတင်ကျဆင်းလာခဲ့တယ်။လွန်မြောက်ခွင့်ရသွားပြီးတဲ့နောက်မိဝံပလွေဟာသူ့ရဲ့ရက်ဆက်ရုံမာတဲ့တဘာဝအမှန်ကိုအပြည့်အဝထုတ်ပြလာခဲ့ပါပြီ။သူဟာတောင်ကြားတစ်ခုလုံးကိုမိရှုဖျက်ဆီးပစ်လိုက်တယ်။အခုဆိုရင်တောအုပ်ကြီးတစ်ခုလုံးမိဟုံးဟုံးတောက်နေပြီးနေရာအနှံ့မှာအော်ဟစ်တန်တွေဆူညံနေခဲ့ပါတယ်။တက်ရှိတတော်အားလုံးဟာလုံးဝပြတ်သုံးမဲ့ဘေးအနေနဲ့ရင်ဆိုင်နေရပြီး IB ဟာလည်းနောက်ဆုံးမှာသူမရဲ့မျိုးနွယ်စုတစ်ခုလုံးကိုစီယုံသိမ်းသွင်းနိုင်ခဲ့ပါတယ်။အားလုံးဟာမိပင်လေထဲမှာပိတ်မိနေတဲ့တရိတ်ဆန်တွေကိုကယ်တင်ဖို့နဲ့သူတို့ကိုမြစ်တစ်ဖက်ကန်းကပရုတ်ကျွတ်နေမြေစီပို့ဆောင်ပေးဖို့အတူတူထွက်ခွာလာခဲ့ကြပါတော့တယ်။